လောကမှာအဖြစ်မရှိဘဲနဲ့ငါသေတာပဲကောင်းမယ်ဆိုတဲ့အဖွဲ့တွေမသေးပါနဲ့ခင်ဗျယေရှုရှိပါတယ်မသေးပါနဲ့ခင်ဗျယေရှုရှိပါတယ်အခုပဲဒီဘာသာဘယ်ဘာသာလည်းမသိဘူးခေါ်ကြည့်ပါခေါ်ကြည့်လိုက်ပါခင်ဗျခေါ်ရင်ထူးတယ်ဆိုတဲ့တက်တဲ့ကိုသင်ရလိုက်မယ်ဘယ်သူမှမလုံနိုင်တဲ့အရာကိုအဲ့ဒီဖျားလုံနိုင်တယ်ဆိုတာကိုတက်တဲ့ပြလိုက်မယ်ဆိုတော့ဒီထဲမှာ online မှာကြီးနေကြတဲ့သူတွေခရိယန်ဖြစ်မဲ့ဘယ်ဘာသာဝင်မဲ့ဖြစ်သင်စူးစမ်းတယ်စူးစမ်းသလောက်သင်မှာဘာမှမထူးခြားလာဘူးဆိုရင်ဒီနေရာနဲ့ပြောပြစေသင်ကိုကယ်တင်နိုင်တဲ့ယေရှုခရစ်တော်ရှိတယ်သင်စူးစမ်းတယ်စူးစမ်းသလောက်သင်မှာအောင်မြင်ခြင်းရတယ်ထင်ခဲ့တာကငါစူးစမ်းလို့ဒီနေရာငါရောက်ရင်တော့ငါကျေနပ်ပြီလို့ထင်ပေမဲ့သင်လုံးဝမကျေနပ်နိုင်တဲ့အပြင်ရောက်လာတယ်ဖြစ်လာပြီဒါပေမဲ့သင်မှာပို့ပြီးတော့မှမကျေနပ်မှုတွေစိုးရိမ်မှုတွေမရှိတာတော့မှဒီဘဝမရောက်တော့မှကောင်းမယ်လို့ပြန်ဖြစ်တဲ့သူတွေဒီထဲမှာရှိတယ်အဲ့လိုဘဝမျိုးမှာရှိနေတဲ့သူသင်မှာအာနာလည်းရှိတယ်သင်မှာပတ်စံလည်းရှိတယ်ဒါပေမဲ့သင်မှာဘာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းမှမရှိဘူးဆိုရင်သင်ယေရှုလိုနေပြီယေရှုခရစ်တော်ကဖျားဖြစ်တယ်ခရိယန်ဘာသာရဲ့ဖျားပဲမဟုတ်ဘူးသူကဘာသာထဲမှာရှိတဲ့ဖျားမဟုတ်ဘူးလူတွေအားလုံးကိုကယ်တင်နိုင်တဲ့ဖျားဖြစ်တယ်ကယ်တင်နိုင်လားမကယ်တင်လားဘလို့သိနိုင်လဲဆိုတော့ခေါ်ကြည့်ရင်သူထူတယ်အဲ့ဒီဖယားသခင်ကိုခေါ်လို့တက်တည်ရသွားတဲ့သူတွေကပြောတဲ့စကားတစ်ခုမှရှိတယ်အယံကောင်းတယ်တဲ့ဒါပေမဲ့အဲ့ဒီဖယားကိုယ်တိုင်ကပြန်အာမခံချက်ပြန်ပေးထားတယ်34ခုမြောက်သောဆာလံအငယ်8မှာထာဝရဘုရားကောင်းမြတ်တော်မူသည့်အကြောင်းကိုမိဆန်း၍သိမှတ်ကြလော့ထာဝရဘုရားဘလောက်ကောင်းလဲဆိုတာကိုသိချင်ရင်မိဆန်းကြည့်တယ်သင်ဖယားတွေတော့အများကြီးကြားဘူးလိမ့်မယ်ကျွန်တော်ညီကိုမောင်မတွေဒါမဲ့ကျွန်တော်ခုပြောနေတဲ့ဖယားကဖယားတွေရဲ့အလယ်မှာတရားစီရင်တဲ့ဖယား82ခုမြောက်သောစာလငယ်1ကိုခဏလေးသွားပေးပါဘာဖယားလဲဘယ်လိုဖယားလဲဖယားသခင်သည်ဖယားတို့၏ပရိသတ်၌ရက်လျက်နေတော်မူ၍ဖယားတို့အလယ်၌စီရင်တော်မူ၏အဲ့ဒီဖယားကဖယားတွေရဲ့ဖယားဖြစ်တယ်အဲ့ဒါထာဝရဖယားလို့ခေါ်ပါတယ်ခင်ဗျဖယားတွေကိုပြန်စီရင်မဲ့ I'm talking about this God not this gods ဖယားထာဝရဖယားကိုကြီးအကြီးနဲ့လှုပ်ထားပြီးတော့မှလောကမှာရှိတဲ့ဖယားလေးတွေကိုကြီးအသေးနဲ့လှုပ်ထားတယ်ခရိယန်ဘာသာရဲ့ဖယားအကြောင်းပြောနေတာမဟုတ်ဘဲနဲ့ဖယားတို့ရဲ့ဖယားအကြောင်းပြောနေတာဖယားတို့ရဲ့ဖယားအကြောင်းပြောနေတာအဲ့ဒီဖယားကဘာဖယားလဲဆိုတော့ထာဝရဖယားတဲ့ဖြစ်လာတဲ့ဖယားတွေမှန်သမျှကပြတ်တယ်ဖြစ်ချင်းရှင်ပြတ်ချင်းရှိတယ်ဖြစ်လာတာမဟုတ်ဘဲနဲ့အခုဖြစ်နေတဲ့အရာတွေအားလုံးကိုမဖြစ်ခင်ကတည်းကဖြစ်ထားပြီးတော့မှဖြစ်အောင်လုပ်ခဲ့တဲ့ဖယားကထာဝရဖယားဖြစ်တယ်စထာဝရဖယားလို့ပြောလိုက်အဲ့ဒီဖယားကိုဘယ်သူဖန်ဆင်းလဲလို့ပြောရင်ကျွန်တော်ပြောပြမယ်အဲ့ဒီဖန်ဆင်းရှင်ကဖယားဖန်ဆင်းတဲ့ဖယားပြောသူ့ကိုဖန်ဆင်းတဲ့သူမရှိဘူးဘာကြောင့်ဆိုတော့ तू ကထာဝရဖယားဖြစ်နေလို့ထာဝရဖယားရဲ့ဂုဏ်ပုဒ်ကဘာလဲဆိုတော့ထာဝရဖယားရဲ့ဂုဏ်ကဘာရှိလဲလို့ပြောလိုက်သူ့မှာအစမရှိဘူးအစမရှိဘူးအဆုံးမရှိတာကိုထာဝရလို့ခေါ်တယ်အစဆိုတဲ့စကားလုံးမထွက်လာခင်မှာဖယားရှိတယ်ဤကဘာမတီမရှိပြီအဲ့ဒီဖယားရှိတယ်အဲ့ဒီဖယားကဘာမြေကြီးကိုဖန်ဆင်းတာအဲ့ဒီဖယားကိုနားလည်အောင်သင်ယူလို့မရဘူးခွေးကလူကိုနားလည်မယ်ခွေးကလူကိုနားမလည်နိုင်ဘူးခွေးကခွေးချင်းနားလည်မယ်လူရဲ့သဘောတဘာဝကို तू အကုန်နားမလည်နိုင်ဘူးဒါပေမဲ့အဲ့ဒီခွေးကတင်ပိတ်အောင်မှလူကိုနားလည်နိုင်တယ်ဒါပေမဲ့လူကအဲ့ဒီဖန်ဆင်းရှင်ဖယားကိုအဲ့ဒီဖယားနဲ့အဆက်မရမချင်းဘလို့မှမသိနိုင်ဘူးအဲ့ဒီဖယားပေးသိမှသိနိုင်တယ်
ဒါပေမဲ့အဲ့ဒီဖယားကဘလောက်ထိကောင်းမြတ်လဲဆိုအဲ့ဒီဖယားကတိတ်ချစ်တဲ့တို့ကိုခေါ်ရင်ထူးတယ်ခေါ်ရင်ထူးတယ်အဲ့ဒီဖယားနဲ့အဆက်ရှိသွားတဲ့ပုဂ္ဂိုလ်ကြီးကဒီလိုရေးထားတယ်ခင်ဗျအဲ့ဒီထာဝရဖယားကဘလောက်ကောင်းမြတ်လဲဆိုတာကိုတဲ့မြည်စမ်းကြည့်ပါတဲ့34အငယ်8မှာစာလံထာဝရဖယားထာဝရဖယားသည်ကောင်းမြတ်တော်မူသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုဘာဖြစ်လဲကွယ်မြည်စမ်း၍မြည်စမ်း၍ဘာဖြစ်လဲသိမှတ်ကြလောသိမှတ်ကြတဲ့အဲ့ဒီဖယားဘလောက်ကောင်းလဲဆိုတာကိုတဲ့မြည်စမ်းကြည့်ပါလို့ तू ကတက်တည်ခံနေတယ်ဘယ်လိုတက်တည်ခံတာလဲစာလံဆရာဒီနေ့အပြပြောမယ်ဆိုရင်ဣသရေလနိုင်ငံရဲ့ဒုတိယမြောက်ဘုရင်ကတက်တည်ခံခဲ့တယ်ဒုတိယမြောက်ဘုရင်အခုဣသရေလအလိုင်းမှာရှိတဲ့ကျဲအဲ့ဒါသူ့ရဲ့ကျဲအဲ့ဒီဘုရင်ကတက်တည်ခံခဲ့တယ်အဲ့ဒီဖယားကောင်းမြတ်ကြောင်းကိုမြည်စမ်း၍သိမှတ်ကြလော့အဲ့ဒီဖယားကောင်းမြတ်ခြင်းကိုမြည်စမ်းကြည့်စမ်းပါတဲ့တိတ်ကောင်းလို့နေတဲ့ဒါဆိုရင်အဲ့ဒီဖယားကိုထာဝရဖယားကိုကိုးကွယ်နေတဲ့ဆိုတဲ့ဒီခရိယန်တွေကိုယ်တိုင်ကရောအဲ့ဒီကောင်းမြတ်တဲ့ဖယားကိုမြည်စမ်းပြီးတော့တကယ်ကောင်းမြတ်ကြောင်းကိုသိပြီလားဆိုတာအရေးကြီးတယ်တိတ်ကောင်းတာတော့ဗာလဲဆိုတော့နံပါတ်1သိမပင်ပန်းစေရှင်ဘူးအဲ့ဒီဖယားလုံးဝမပင်ပန်းစေရှင်ဘူးနံပါတ်2သင်ကိုပင်ပန်းစေမယ့်အရာတွေအားလုံးကိုအကုန်သူကဖယ်ရှားပေးတဲ့ဖယားဖြစ်နေလို့ဟာလေလုယာအာမင်စရညီကိုမောင်နှမတို့ဒီနေ့တဲ့အထဲမှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းရှိနေရင်ဘယ်တဘိုးမှတင့်ပေါ်မှာတင်လို့မရအောင်အာမင်ဆိုဒါကြောင့်ရှေ့ဆက်မသွားခင်လေးမှာဓမ္မမိတ်ဆွေညီကိုမောင်နှမတွေလောကမှာအဖြစ်မရှိဘဲနဲ့ငါသေတာပဲကောင်းမယ်ဆိုတဲ့အဖွဲ့တွေမသေးပါနဲ့ခင်ဗျမသေးပါနဲ့ခင်ဗျယေရှုရှိပါတယ်မသေးပါနဲ့ခင်ဗျယေရှုရှိပါတယ်အခုပဲတင်ပါတာဘယ်ဘာသာလဲမသိဘူးခေါ်ကြည့်ပါခေါ်ကြည့်လိုက်ပါခင်ဗျခေါ်ရင်ထူးတယ်ဆိုတဲ့တက်တဲ့ကိုတင်ရလိုက်မယ်ဘယ်သူမှမလုံနိုင်တဲ့အရာကိုအဲ့ဒီဖယားလုံနိုင်တယ်ဆိုတာကိုတက်တဲ့ပြလိုက်မယ်အခုချက်ချင်းပင်လေတင်အဲ့ဒီဖယားကိုခေါ်ရင်တင်အထဲကနေပြီးတော့မှတကိုးကိုခံစားရပြီးတော့မှတင်နဲ့ဖယားရှိတယ်ဆိုတဲ့တက်တဲ့တခုတင်ခံစားလိမ့်မယ်အခု right now right thereတင်ခံစားလိမ့်မယ်ယေရှုခရစ်ကယခုဘဝနောင်ဘဝအာမခံချက်ပေးနိုင်တာအဲ့ဒီဖယားတပါးနဲ့ပဲရှိတယ်အဲ့ဒီဖယားကထာဝရဖယားဖယားဒီအများကြီးရှိပေမဲ့ထာဝရဖယားဆိုတာကတော့တပါးနဲ့ပဲရှိတယ်အစမရှိအဆုံးမရှိဖန်ဆင်းခံရတာမဟုတ်ဘူးနဲ့အရာခတ်သိမ်းကိုဖန်ဆင်းတဲ့ဖယားအစဆိုတဲ့စကားလုံးမပေါ်လာခင်ကတည်းကအစဆိုတဲ့စကားလုံးကိုဖော်ပေးလိုက်တဲ့ဖယားအဲ့ဒီဖယားကခေါ်ရင်ထူးတယ်ခေါ်ရင်ကြားတယ်အဖြေပေးတယ်မာစားတယ်အခုချက်ချင်းခေါ်ကြည့်ပါခရစ်ယာန်လည်းခေါ်လို့ရတယ်ဘောရဘာသာခေါ်လို့ရတယ်ဟိန္ဒူမွတ်စလင်ကုန်ခေါ်လို့ရတယ်ခေါ်ကြည့်ပါတင်တကယ်သိချင်းနေပြီဆိုမသိပါနဲ့ခင်ဗျအသက်ရှင်တဲ့ဖခင်ရှိတယ်အသက်ရှင်တဲ့ဖခင်ရှိတယ်ထာဝရဖခင်ရှိတယ်
ထူးခြားတာအဲ့ဒါပဲဗျကျွန်တော်ကျမ်းစာပြောပါတယ်ထာဝရဘုရားရှိတယ်တဲ့အဲ့ထာဝရဘုရားကကောင်းမြတ်တယ်တင့်ကိုအသေးစိုးနဲ့မသေးစေချင်ဘူးတင့်ကိုငယ်ငယ်ရွယ်နဲ့မသေးစေချင်ဘူးကိုလည်းတတ်မသေးစေချင်ဘူးလောကမှာမွေးလာကြတဲ့အတိတ်ပဲမဲ့နဲ့မွေးလာတာမဟုတ်ဘဲနဲ့တဲ့ assignment တစ်ခုနဲ့မွေးလာတော့ကြောင့်အဲ့ဒီ assignment ဘာလဲဆိုတော့သိအောင်ဖော်ထုတ်ပေးနိုင်တာထာဝရဘုရားပဲဖော်ထုတ်ပေးနိုင်တယ်အဲ့ထာဝရဘုရားကိုသင်မသိပေမဲ့အဲ့ထာဝရဘုရားသင်ကိုသိတယ်သင်ခေါ်ရင်သင်ကိုထူးတဲ့ဘုရားဖြစ်တယ်တက်တည်ပေးမဲ့ဘုရားဖြစ်တယ်ခေါ်ကြည့်ညောင်လေးရှင်းမဲ့နေပြီလားအဖြေမရှိတော့ဘူးလားအနာဂတ်ပြောင်းနေပြီလားတေးခြင်းနေပြီလားဘဝမှာလူဖြစ်ရတာဘာအတိတ်မှမရှိအတိတ်ပဲမှမရှိတော့ခံယူထားလားအတိတ်ပဲရှိစေရမယ်အဲ့ထာဝရဘုရားခေါ်ကြည့်အဲ့ဒီထာဝရဘုရားကောင်းမြတ်သည့်အကြောင်းကိုမြည်ဆန်း၍သိမှတ်ကြကိုတော်ခိုလုံသောသူဟာမင်္ဂလာရှိတယ်ထာဝရဘုရားကောင်းမြတ်သည့်အကြောင်းကိုမြည်ဆန်း၍သိမှကိုတော်ကိုခိုလုံသောသူသည်မင်္ဂလာရှိတယ်ဘယ်သူလဲကိုတော်ခိုလုံတဲ့သူโอเคဆိုတော့တင်နားလဲအောင်ထာဝရဘုရားရဲ့နာမကဘာလဲကျွန်တော်ပြောပြမယ်အဲ့ထာဝရဘုရားကိုခေါ်ခြင်းယေရှုဘုရားခေါ်လိုက်ပါခေါ်လိုက်ပါယေရှုလေးပဲခေါ်ကြည့်လိုက်ပါတတိဘုရားထူလိုက်မယ်သင်ဘဝအနာဂတ်ကြီးဟာသေရှင်တဲ့အနာဂတ်နဲ့အင်မတန်မှဝမ်းမြောက်တဲ့အနာဂတ်ပြန်ဖြစ်လာလိမ့်မယ်ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်လူတွေအများကြီးလွတ်မြောက်ပြီဖြစ်ကြောင်းကျွန်တော်ကြေညာလိုက်ပါတယ်ယေရှုနာမနဲ့โอเคဆက်သွားမယ်โอเคဖယားသားသမီးလို့ပြောတဲ့ကျွန်တော်ကျမတို့မာကောညီသက်ချင်းရှိရလားဟိုပူဒီပူဟိုဆိုရင်ဒီဆိုရင်ဆိုရင်တင်ညီသက်ချင်းမရှိဘူးပတ်စာမရှိလို့တင်ပူပန်နေသေးရင်တင်ဖျားထားခဲ့တဲ့ညီသက်ချင်းပေးခဲ့တဲ့ညီသက်ချင်းကိုတင်မရသေးဘူးโอเคဒါဆိုရင်အဲ့ဒီငြိမ်သက်ခြင်းကိုကျွန်တော်ဘယ်လိုရယူရမလဲဆရာလို့မေးရင်ကျွန်တော်ဖြေမယ်ခင်ဗျာနံပါတ်1အနေနဲ့သင်ယေရှုကိုသင်ရဲ့အသက်တာထဲမှာနေရာပေးထားဖို့ရည်ကြီးတယ်ပြီးတော့သဘောပေါက်ရမယ်ယေရှုခရစ်တော်ကသင်ရဲ့အမင်္ဂလာတွေအားလုံးကိုလဝကတိုင်မှာအကုန်ဖယ်ရှားပေးပြီးသွားပြီသင်အပြစ်ကြွေးအားလုံးကိုအကုန်ဆက်ပေးပြီးသွားပြီယေရှုခရစ်တော်အပြင်တင်သည်ဖြောင့်မတ်တော်သူဖြစ်ပြီအာမင်ပြီးတော့အဲ့ဒီယေရှုခရစ်တော်ကတည်ခြင်းမှာပဲလမ်းဆုံးတာမဟုတ်ဘဲနဲ့3ရက်မြောက်တဲ့နေ့မှာဘာဖြစ်လဲရှင်ပြန်ထမြောက်တဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖခင်ကအရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖခင်ဖြစ်နေတယ်အာမင်ဆိုတော့အဲ့ဒီကြီးမြတ်တဲ့ဖခင်ကသင်ကိုဘယ်သူမှမပေးနိုင်တဲ့ငြိမ်သက်ခြင်းကို